OK ဒီညီမလေးရဲ့ comment ကိုလောက်ရှိတဲ့ချက်ဖြည့်ပေးပါမယ်ရှင်ဒါမဖြည့်ခင်ပေါ့နော်အပေါ်မှာ comment တစ်ခုတွေ့တယ်ပေါ့နော်ဒီကနေကြိုဆိုပါတယ်ဆိုတာကိုဘယ်လိုပြောလဲလို့ပြောထားတာမေးထားရှိတယ်အဲ့ဒါကိုလည်းတစ်ခါလေးဒီမှာဖြည့်ပေးလိုက်မယ်ဒီကနေကြိုဆိုပါတယ်ဆိုရင်欢迎来到这里这里ဆိုတာဒီနေရာပေါ့နော်欢迎ဆိုတာကကြိုဆိုတယ်အဲ့ဆို欢迎来到这里ဒီကနေကြိုဆိုပါတယ်ဆိုင်မှာဆိုရင်တော့ဆိုင်မှာwelcome အဲ့လိုမျိုးကြိုဆိုရဲဆိုရင်တော့欢迎光临欢迎光临欢迎光临ဆိုရင်ဆိုင်မှာဝင်လာတဲ့အချိန်မှာပြောတဲ့စကားဖြစ်ပါတယ် Okay ဒီတစ်ခုမှာကြတော့ပြင်လေးစာကို海鲜ငါးကိုကြတော့鱼အဲ့ဆိုရင်သူက customer ကိုမေးမှာပေါ့နော်ပြင်လေးစာနဲ့ငါးကိုရှင်ယူမလားအသေးယူမလားအဲ့ဆိုရင်ဒီပြင်လေးစာနဲ့ငါးတွေလို့ပြောချင်ပါတော့这些海鲜和鱼你要活的还是死的这些海鲜和鱼你要活的还是死的这些海鲜的ဒီပြင်လေးစာနဲ့和ဆိုတာနဲ့鱼ငါးဟာဆိုရင်你ယူမလား活的ရှင်သာယူမလား还是多么后死的တည်သွားတဲ့ဟာယူမလားလို့ပြောချင်ဖြစ်ပါတယ်这些海鲜和鱼你要死的还是活的